ချိန်သုံးဆက်ကန့်ပေးမယ်တရိတ်ဆန်ပုံပေါ်လာတာနဲ့ထိုင်းလို့ဘယ်လိုခေါ်လဲဆိုတာဖြေပါหมาหมาคุยแมวแมวจังปลาปลางางูงูมวยไก่ไก่จะหมูหมูวะกบกบพาช้างช้างสิ